ကျွန်တော်တို့မနေ့ကတောင်တက်ထားလို့တကူလုံးကြိုက်ခဲနေကြပြီမဲ့ဒီကနေ့မနက်နေထွက်တာကိုကြည့်ဖို့စောစောထားခဲ့ကြပါတယ်ညကတော်တော်အေးတယ်မနက်မိုးလင်းတဲ့အခါမှာတော့ဒီလိုမျိုးမီးပုံဖို့ပေးထားလို့ဘေးနားကိုသွားပြီးတော့မီးလုံကြပါတယ်နေထွက်တာကိုကြည့်မလို့ဆိုပေမဲ့တောင်တွေကကွယ်နေတော့နေကိုမမြင်ရပဲအလင်းရောင်ကပဲအရင်ရောက်လာပါတယ်အရှိရမီးပုံမှာကော်ဖီတောက်ဖို့နဲ့ခေါက်ဆွဲပြုတ်စားဖို့အတွက်ရင်နွေးအိုးတည်ပေးထားပါတယ်ကျွန်တော်တို့တယောက်ကိုခေါက်ဆွဲထုတ်တစ်ထုပ်စီနဲ့တစ်ခါသုံးဘူးခွန်တွေရပါတယ်ဒီကလောစင်တောင်တက်ခဲ့တဲ့ခရီးစဉ်မှာတော့ဒုက္ခအရောက်ဆုံးကအိမ်သားပဲအိမ်သားကသွပ်ပြားနဲ့စောက်ထားတဲ့ရိုင်နဲ့အိမ်သားလေးကိုမှရေမရှိဘာမရှိနဲ့တော်တော်ညစ်ပတ်တယ်ဟိုးရှိမှမြင်နေရတာတွေကတိမ်ပင်လေတွေသူကမနက်ခင်းဆိုရင်ရေနယ်နီးတဲ့နေရာတွေမှာအခိုးအငွေ့တွေစုပြီးတော့အခုလိုမျိုးတိမ်ပင်လေကိုမြင်ရပါတယ်အခုကျွန်တော်တို့အထုပ်ပိုးတွေတင်ပြီးလာကြိုမယ်ကားကိုစောင့်နေရပါမနက်9 နာရီခွဲမှာလာကြိုမယ်လို့ပြောထားတဲ့ကား9 နာရီမှရောက်လာပါတယ်အလာတော့ကလိုပဲဒီလိုမျိုးလိုက်ထရက်ကား2စီးပစ္စည်းတင်တဲ့ကား1စီးအားလုံးပေါင်း3စီးနဲ့လူ80ကျော်အောက်ကိုပြန်ဆင်းကြမှာပါတောင်အောင်နားကိုရောက်ခါနီးမှာတော့ကျွန်တော်တို့ကိုလိမ္မော်ချမ်းတစ်ချမ်းကိုလိုက်ပို့ပေးပါတယ်အထဲမှာလိမ္မော်သီးတွေအများကြီးပဲပြီးတော့ဈေးလဲတော်တော်သက်သာတယ်
လိမ္မော်ချမ်းအပြန်မှာတော့ကျွန်တော်တို့ကလောမျိုးတွေကိုဝင်ပြီးထမင်းစားကြပါတယ်တကယ်တော့ကျွန်တော်တို့ရဲ့ခရီးစဉ်ကကလောစင်တာအောင်တက်ဖို့တည်တံ့ပဲဒါပေမဲ့ညနေမပြတ်ခင်အချိန်ပိုသေးတာကြောင့်ကျွန်တော်တို့ကိုစီစဉ်ပေးတဲ့တိုးကကလောမျိုးတွေကိုလိုက်ပို့ပေးပါတယ်ပထမနေရာကတော့အခုမြင်းမထိလိုင်ကိုဒီနေရာပြီးရင်တော့ကျွန်တော်တို့ဖျိုက်တောင်သွားပါမယ်အပြင်မှာနေလေခင်နေပူနေပြီဆိုတော့မအေးတော့ပြီမဲ့လှိုင်ကူထဲမှာတော့တော်တော်အေးပါတယ်
အောက်ကတမန်တလင်းဆိုရင်တော်တော်အေးပါတယ်ဒါကြောင့်အခုလိုမျိုးဖြာရီခင်းပေးထားတယ်လို့ထင်ပါတယ်ဒီနေရာကိုရောက်တော့တမန်တလင်းကဖြာခင်းထားတဲ့နေရာမရှိတော့ဘူးအောက်ကတော်တော်အေးလို့အကြာကြီးမနေနိုင်ပဲပြန်ဆင်းခဲ့ရပါတယ်手机啊，你这种底下的可能忙不死了。 ဒီလိုင်းကိုကတွေးတဲ့အတိုင်းပဲဝင်တော့အပေါက်နဲ့ထွက်တဲ့ပေါက်ကမတူဘူးဝင်တော့ကလမ်းရတက်တက်ထွက်လာတော့လမ်းရတလမ်းမှာကျွန်တော်တို့မြင်းမတိကူမှာလဲဖို့နိုင်ဝက်အချိန်ပေးပြီးသွားတော့အခုဖျိုက်တောင်သွားနေပါပြီကျွန်တော်တို့ဖျိုက်တောင်ရောက်တဲ့အချိန်မှာတော့ညနေ3 နာရီလောက်ရှိနေပါပြီ။ဒါပြီးရင်ကလောဆေးကိုဝင်ပြီးတော့ရန်ကုန်ကိုတခါတည်းမောင်းပါတော့မယ်။ဒီဖျိုက်တောင်မှာတော့ကျွန်တော်တို့ဓာတ်ပုံရိုက်ဖို့အတွက်အချိန်15 မိနစ်လောက်ပဲပေးပါတယ်။ ဒီနေရာကိုဘာဖြစ်လို့ဖျိုက်တောင်လို့ခေါ်လဲဆိုတော့တရုတ်ဆောင်ဖျိုက်ကဒီနေရာမှာကြော်ညာလာရိုက်သွားလို့ပါအဲ့ဒီကြော်ညာကျွန်တော်တို့ခေတ္တကတော့တော်တော်နာမည်ကြီးပါတယ်စူပါနဲ့ကတော့ပြရစီအမေဆိုတဲ့ကြော်ညာလေးသိရမလားဘေးနားမှာပန်းခင်းလေးတစ်ခင်းတွေ့လို့ဝင်မိတာဝင်ချေးပေးလိုက်ရပါတယ်သူကဆိုင်းဘုတ်တွေဘာတွေလဲကတ်မထားဘူးကျွန်တော်တို့လိုပဲဘူးမသိဘာမသိဝင်ပြီးတော့ဝင်ချေးပေးရတဲ့လူတွေလည်းမနှဲပါဘူးဖျိုက်တောင်မှာဓာတ်ပုံရိုက်ပါညာခဏနားပြီးတော့အခုရန်ကုန်မပြန်ခင်နောက်ဆုံးအနေနဲ့လိုအပ်တဲ့ပစ္စည်းတွေကိုဝယ်ဖို့ကလောဈေးထဲမှာတနားကြီးရပ်ပေးပါတယ်
အခုအချိန်ကညနေ9 နာရီလောက်ရှိပြီကျွန်တော်တို့နောက်ဆုံးအနေနဲ့ကလောဈေးထဲကိုဝင်ပြီးလိုရာတွေကိုလည်းဝယ်ပြီးပြီမို့လို့အခုရန်ကုန်ပြန်มาတော့မယ်ည9 နာရီခွဲလောက်မှာတော့ညစာစားဖို့နဲ့အပေါ်ပါသွားဖို့အတွက်နောက်ဆုံးအနေနဲ့ကားရက်ပေးပါတယ်ဒီကနေရှေ့လျှောက်ကိုတော့ရန်ကုန်တောက်လျှောက်မောင်းတော့မှာပါည10 နာရီလောက်ကနေတောက်လျှောက်မောင်းလာတာမနက်4 နာရီခွဲလောက်ကျတော့ကျွန်တော်တို့စီးလာတဲ့ Express ကအောင်ဆန်းကွင်းရှေ့ကိုရောက်ပါတယ်အဲဒီနောက်ကျွန်တော်လည်းတက်စီငှားပြီးတော့အိမ်ကိုပြန်ခဲ့ပါတယ်ဒီလိုနဲ့မနက်9 နာရီခွဲမှာတော့ကျွန်တော်အိမ်ပြန်ရောက်ခဲ့ပါတယ်